ရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရကကြီးလှုပ်ဆောင်လို့မရတာကြောင့်ပြည်သူလူထုကပါပူးပေါင်းပါဝင်ကြဖို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်ကပြောပါတယ်။တိုင်းပြည်အေးချမ်းဖို့ငြိမ်းချမ်းဖို့တည်ငြိမ်ဖို့ရေးและပြည်သူလူထုကလည်းဝိုင်းကူပြီးတော့လှုပ်ဆောင်မှဆိုရကြည့်ပဲမြင်အားလုံးကနေပါဝင်မှသာလေစီးပွားရေးရောပညာရေးရောလူမှုရေးရောနိုင်ငံရေးရောအခမ်းကဏ္ဍတိုင်းမှာလူထုကပါဝင်မှသာလေကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ပြုနေတိုင်းသားတွေအားလုံးညီညီညွတ်ညွတ်နဲ့ပြည်အောင်စုစိတ်သက်မွေးမြူကြဖို့ကိုလည်းပြည်အောင်စုဝန်ကြီးကပြောခဲ့ပါတယ်။မြို့နယ်ဝေးလံခေါင်တည်တဲ့ဒေသတွေမှာနေထိုင်တဲ့တိုင်းသားတွေဟာစီကန်းတွေနဲ့အလံဝေးတာကြောင့်ကိုဝင်ဆောင်မိခင်တွေအတွက်ပါအခက်အခဲဖြစ်ရတယ်လို့ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးပုံပွေကပြောပါတယ်။ရခိုင်ပြည်နယ်မှာကြီးတဲ့ဒေသနေစွန်နေဖြတ်နဲ့တောင်ပေါ်ဒေသမှာမြစ်တင်းနေထိုင်ပြီးခက်ခဲနဲ့လောက်ကင်စားတောက်နေကြတဲ့ဌာနေတိုင်းရင်းသားလူမျိုးတွေစုတွေဟာလမ်းမစစ်တွေရဲ့ခက်ခဲမှုကြောင့်ပညာရေးကျန်းမာရေးစီးပွားရေးမှာအားနည်းချက်တွေတွေ့ရပါတယ်။အထူးသဖြင့်ကိုဝင်ဆောင်မိခင်တို့အတွက်ဈေးကမ်းကိုရောက်နိုင်ရအလွန်ပင်ခက်ခဲနဲ့ကြုံရပါတယ်။ပြည်ထောင်စုအစိုးရအနေနဲ့ဝေးလံခေါင်တည်တဲ့ဒေသတွေမှာလမ်းမဆက်သွယ်ရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေကိုတိုးတက်အောင်လှုပ်ဆောင်ပေးစေချင်တယ်လို့လည်းတင်ပြခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာချင်းတိုင်းရင်းသားတသိန်းကျော်နေထိုင်ကြပြီးအမ်းမြို့နယ်မှာအများဆုံးဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာချင်းတိုင်းရင်းသားစာပေတွေကိုမြောက်ဦးမင်းပြားမြေပုံတောင်ကုတ်အမ်းတန်တွဲစတဲ့မြို့နယ်ချို့မှာသာတင်ကြားခွင့်ရနေပြီးအဲ့ဒီအထက်ကမြို့နယ်ချို့ဟာတိုင်းရင်းသားစာပေတင်ကြားရေးအတွက်ထောက်ပံ့ကြေးတွေမရရှိကြဘူးလို့လည်းချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေကတင်ပြကြပါတယ်။ရခိုင်ပြည်နယ်မှာတပ်လူမျိုးတွေဟာမြောက်ဦးစစ်တွေရသေတောင်ဘူးတီတောင်မောင်းတော်မှာနေထိုင်ကြပြီးလူဦးရေအဖြစ်ထောင်ခဏလောက်သာရှိတော့တာကြောင့်သူတို့ရဲ့စာပေနဲ့ယဉ်ကျေးမှုတွေဟာပျောက်ကွယ်လူနီးပါးအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့တပ်တိုင်းရင်းသားကိုယ်စားလှယ်ဦးကျော်ဆန်းဝင်းကတင်ပြခဲ့ပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာဒိုင်းနဲ့လူမျိုး4000လောက်နေထိုင်ကြပြီးကိုပိုင်တိုင်းရင်းသားစာပေတွေရှိပေမဲ့ဖော်ထုတ်နိုင်ခြင်းမရှိတာကြောင့်ပျောက်ကွယ်နိုင်တဲ့အရေးနဲ့ရင်ဆိုင်နေရတယ်လို့ဒိုင်းနဲ့တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်ဦးကျော်စံကတင်ပြပါတယ်။စာပေကတော့ကျွန်တော်တို့မှာရှိပါတယ်။ဒါနဲ့အဲ့ဒါကိုကျွန်တော်လူမျိုးရဲ့နောက်အနာဂတ်မှာကျွန်တော်တို့ဘာသာစကားနဲ့ဒီစာပေကဏ္ဍတွေကိုကျွန်တော်တို့မဖော်ထုတ်နိုင်ရင်ကျွန်တော်တို့လူမျိုးတွေရဲ့ဘာသာစကားအလုံးပြေပြောက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတည်ငြိမ်အေးချမ်းမှုမရှိတဲ့ဒေသဟာတိုင်းရင်းသားဒေသတွေဖြစ်တယ်လို့ဖွံ့ဖြိုးမှုနေတာလဲတိုင်းရင်းသားဒေသတွေသာဖြစ်တယ်လို့တင်ပြကြပါတယ်။အစိုးရအနေနဲ့တိုင်းရင်းသားဒေသတွေဖွံ့ဖြိုးတိုးတက်စေချင်ရင်အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေနည်းတူဘတ်ဂျက်တွေကိုလည်းတိုးမြင့်ချထားပေးဖို့စစ်တွေမျိုးကရခိုင်တိုင်းရင်းသားတအုပ်ဖြစ်တဲ့ဦးတန်းရွှေကတင်ပြခဲ့ပါတယ်။ဖွံ့ဖြိုးစေချင်တယ်တိုးတက်စေချင်လို့ပြောနေတယ်။ပတ်စံပေးတာကတောင်းတာတော့မပေးဘူးဆိုတော့ဒါတွေကိုလေကျွန်တော်ကတနိုင်ငံလုံးကိုစားတိုင်းရင်းသားရေးဝန်ကြီးကိုကျွန်တော်တို့တိုင်းရင်းသားတွေဖွံ့ဖြိုးဖို့အတွက်ဘတ်ဂျက်တွေတန်းတူညီမျှရရှိတောင်းပေးစေချင်ပါတယ်ခင်ဗျဒီနေ့တွေ့ဆုံပွဲကိုရခိုင်ချင်းမျိုးခမီသက်ဒိုင်းနဲ့စတဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်အစိုးရအနေနဲ့ရခိုင်ပြည်နယ်စစ်တွေမြို့မှာတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနနဲ့တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနကိုမကြာခင်တိုးချဲ့ဖွင့်လှစ်သွားဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်ရှင်။